လင်းတက်တကောင်ကတိုးတကောင်လိုထင်ပြီးအရှင်ပြင်းပြင်းနဲ့ထိုးဆင်းလာခဲ့ပါတယ်။ဒါပေမဲ့အနီးရောက်မှသူမဟုတ်ပဲလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။လင်းတက်ကရှက်လုံးလို့အေးခဲသွားပြီးသူမရဲ့ဆွဲတာကိုအမြန်ပြန်ပေးကပြန်လဲထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့လင်းသမီးခင်ကသူ့သားလေးတွေကိုအမဲလိုက်မရှင်အသစ်ပေးလိုက်တဲ့အကူ3ယောက်ကတိုက်လေရင်တွေလိုစိတ်လှုပ်ရှားစွာချက်ချင်းထိုးဆင်းသွားကြတယ်။ဒါပေမဲ့အငယ်ဆုံးလေးကတော့မနေ့ကအဖြစ်ပြက်ကြောင့်ကြောက်လန့်နေစေဖြစ်ပြီးမလုပ်ရဲဘူး။ဒါကိုမြင်တဲ့မိခင်ကတောင်ဆုံးကနေတိုက်ရိုက်ကန်ချလိုက်တော့သူလည်းမလိုလားပဲလိုက်ပြန်ရတော့တယ်။အဲ့ဒီအချိန်မှာအကူ3ယောက်ကလေယာတစ်ခုစီရောက်နေပြီးတိုင်ပင်ပြီးတာနဲ့ချက်ချင်းထိုးဆင်းကအော်ဘူးပြင်းနေတဲ့ကြက်ဖကြီးကိုဖမ်းသွားကြတယ်။ဥဖောက်နေတဲ့ကြက်မလဲမလုပ်ခဲ့ဘူး။ဒေါသထွက်နေတဲ့ကြက်ဖောက်ဦးကြီးကအခြေအနေကိုမြင်ပြီးမကျေနပ်သေးခင်မှာပဲသူကဖမ်းဆီးခံလိုက်ရတယ်။အကူတွေအောင်မြင်နေတာကိုမြင်တော့အငယ်ဆုံးလည်းအားကြလာပြီးလိုက်လုပ်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူရွေးချယ်လိုက်တာကတန်နဲ့လှုပ်ထားတဲ့ကြက်ရုပ်ကြီးဖြစ်နေတယ်။အခြေအနေမကောင်းတော့တာကိုမြင်တဲ့မိခင်ကအမြန်ရောက်လာပြီးကဲတင်လိုက်ရတယ်။ခဏအကြာမှာအကူတွေပြန်လာကြတယ်တချို့ကတိုးတွေဖမ်းလာပြီးမိခင်ကအငယ်ဆုံးကိုတော့တေးသေးလေးကစပြီးကြိုးစားပါလို့နှစ်သိမ့်ပေးတယ်။အဲ့ဒီနောက်မိခင်ကရင်နွေးတီဖို့ထွက်သွားခဲ့တယ်။အကြီးဆုံးသားကနွားကြီးတစ်ကောင်ဖမ်းလာတယ်။ဒုတိယသားကမိသက်တိုင်ကိုအသေးဖက်ထားတဲ့အဝါရောင်ခွေးကြီးတစ်ကောင်ဆွဲလာတယ်။တတိယသားကတော့ပိုတောင်ထူဆန်းပြီးလူသမီးသားစုလုံးကိုဆွဲခေါ်လာခဲ့တယ်။သားတွေတယောက်ပြီးတယောက်အမဲတွေယူလာတာကိုမြင်ပြီးမိခင်ကအငယ်ဆုံးသားပြန်လာမဲ့အချိန်ကိုမျှော်လင့်စွာစောင့်နေခဲ့တယ်။ဒါပေမဲ့သူမမသိလိုက်တာကအငယ်ဆုံးသားဟာတေးသေးလေးကစီဆိုတဲ့စကားကိုတကယ်လိုက်နာပြီးမွေးခါစာပြားကလေးတစ်ကောင်ကိုပဲတွားဖမ်းနေခဲ့တာဖြစ်ပါတယ်။ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေ။ကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်။